ကိုအသေးပေးကြော်ညာမယ်အချင်းငါချစ်ထားခါမေးမျောလို့သိချော်လေးဆေးပြပေးပါမယ်ရှင်နံပါတ်1ချစ်အမရဲ့ဆိုင်လိုက်စောရန်ကုန်မှာဆိုရန်ကုန်မြောက်တကုတ်ကနေပို့ပေးပါတယ်ရှင်ရန်ကုန်မြို့နဲ့အနိတဝိုင်အချောမြို့မြမပြည်တပြည်လုံးဆိုရန်ကုန်အိတ်ကနေပို့ပေးပါတယ်ရှင်ဘိဖေးပေါ်နော်မြမပြည်အောက်ဖေးဆိုဘိအိတ်ကနေပို့ပေးပါတယ်ရှင်နံပါတ်2ချစ်အမကဘယ်နေရာကလဲဆိုတော့အမကဘိသူပါငိမ်မျိုးမနေပါတယ်ရှင်နံပါတ်3ချစ်ပစ္စည်းရောင်မောင်ငွေချေလို့ရလာမေးထားတဲ့သူတွေတွေ့ပစ္စည်းရောင်မောင်ငွေချေလို့ရပါတယ်ရှင်မြန်မာပြည်တပြည်လုံးဒလီရောက်တဲ့နေရာတွေပစ္စည်းရောင်မောင်ငွေချေလို့ရပါတယ်ရှင်ဒါပေမဲ့နိုင်ငံခြားဖေဆိုတော့အမတို့ကနိုင်ငံခြားဖေကပစ္စည်းတော့အဲ့အရောက်ထိပို့ပေးပါတယ်ဒါပေမဲ့ငွေကြိုလွဲဝဲမှာနိုင်ငံခြားဖေကတော့အမတို့ကပစ္စည်းပို့ပေးပါတယ်ရှင်နံပါတ်4ချစ်အမဘဘလို့ဆေးသွဲရမလဲမဲ့သူတွေတွေ့ Viber ဖုန်းနံပါတ်လေးရှိပါတယ်ရှင် Viber ဖုန်းနံပါတ်လေးမှာဆေးသွဲမေးမြန်းလို့ရပါတယ်ရှင်နံပါတ်5ချစ်အမစီမဝဲတဲ့သူတိုင်အားလို့ပေါ့နော်ရန်ကုန်ဖြစ်ဖြစ်အချောနေရောက်တဲ့မြို့နဲ့အစုပ်နော်ရန်ကုန်မြို့အထင်းဆိုအမောကရန်ကုန်အိတ်ကနေပိုးပေးတဲ့အတွေ့အကြောင်းဒလိခါလောဝါစိတ်ပူးစမလို့ဘူးပေါ့နော်ရန်ကုန်ကနေရန်ကုန်မြို့တွဲဒလိခါဇေနုတ်တိုင်းအကုန်ပိုးပေးပါတယ်ရှင်မြမပြည်အောက်ဖေးဘိမောဆိုဘိအိတ်ကနေပိုးပေးပါတယ်ရှင်မြောက်တကုတ်အိတ်ကနေပိုးပေးတဲ့အတွေ့အကြောင်းဒလိခါစိတ်ချလေချဝယ်ယူလို့အောက်ပေးလို့ရပါတယ်ရှင်